မင်္ဂလာပါနော်မင်္ဂလေးတွေကိုနော်အထင်မသေးနဲ့နော်တချို့မင်္ဂလေးတွေကိုအထင်မသေးနဲ့နော်အထင်မသေးသင်းလေးမင်္ဂလေးရှိတယ်နော်အဲ့ဒီအထင်မသေးသင်းလေးမင်္ဂလေးကိုအထင်သေးလိုက်တော့အဲ့ဒီယောက်ျားဟာအဲ့ဒါသောပြီလို့မှတ်ထားနော်တချို့ယောက်ျားလေးတွေရှိတယ်ကွယ်နော်ပေါပြက်ပြက်ပေါ့နော်သူတကယ်ရှစ်လားဆိုလေသူကတကယ်မရှိဘူးနော်တကယ်ပြင်းနိုင်လားဆိုလေသူကတကယ်မပြင်းနိုင်ဘူးနော်ပြီးတော့ကိုယ်နော်သူပြောလိုက်တဲ့စကားတွေကပေါပြက်ပြက်နော်လေးလေးနက်နက်မရှိဘူးတန်ဖိုးမထားဘူးနော်အဲ့ဒါသူစိတ်ထဲမှာရှိတဲ့ဟာတွေကွယ်ဒါနော်အပျော်ပေါ့နော်သူကပျော်ချတယ်ဆိုတော့ဟိုမှာအပျော်ခံရတဲ့မင်းကလေးကမှတ်ထားတယ်နော်နာရီနဲ့စက္ကန့်နဲ့အဲ့ဒါကြောင့်မင်းကလေးတွေကိုဘယ်တော့မှရှော့မတွဲနဲ့နော်မင်းကလေးတွေကနော်သူတို့ဟိုစိတ်ဟိုမဖြစ်ရင်တော့သူတို့ခံမယ်နော်တိခံနေပြန်မပြောဘူးဆိုတာကကြောက်လို့မဟုတ်ဘူးနော်ဒါကသူကအထီးကနေသူကြိတ်ပြီးတော့နော်သူဘလို့ယုံထွက်ရမလဲဆိုတာကိုသူကနော်စွန့်အောင်ထုံနေတာပေါ့နော်အဲ့ဒါသူတို့ကတော့မသိဘူးနော်တခါတည်းကသူပြောထီးတယ်ပေါ်တန်နော်သူစိတ်မှရှိတဲ့ဟာတွေကိုသူပြောလိုက်ရအာတာပြေနိုင်လိုက်ရရဲ့အာတာပြေပေါ့နော်သူအနံ့ယူလိုက်တယ်ဟာလာသူပြူမှုဆက်ဆင်တာတွေကိုမင်းကလေးတွေကအကုန်လုံးမှတ်ထားပါတယ်နော်အဲ့ဒါကြောင့်မင်းကလေးတွေကိုဘယ်တော့မှချော့မတွဲနဲ့ချော့မတွဲတဲ့မင်းကလေးတွေချော့လို့တွဲလို့မရဘူးလို့နော်စွမ်းအားရှိတဲ့မင်းကလေးရှိတယ်နော်အဲ့ဒါကြောင့်သူကပြောတာပေါ့ကွယ်နော်ပြောတယ်နော်အဲ့စကားတွေကသူကတော့မေ့သွားပြီလေမေ့ဒီကတော့ဘယ်တော့မှမေ့ဘူးဆိုတော့သူကစာအုပ်တွေမှာမှတ်နှလုံးသားထဲမှာမှတ်အသိနှလုံးထဲမှာမှတ်ရင်လည်းသူမှစာအုပ်တအုပ်လောက်ဖြစ်သွားပြီအဲ့ခါကျရင်တော့သူကတာပဲလက်နော်နောက်ဆုတ်လိုက်ပြီအဲ့ခါကျရင်ပြန်လို့မတန်တာနဲ့တော့နော်အဲ့ဒါကြောင့်နော်မင်းကလေးတယောက်ကိုဘယ်တော့မှချောမတွဲနဲ့နော်သူတို့ကနော်အထီးကနေနော်အဲ့လိုကြံနေတာရှိတယ်နော်သူကကောင်းမလားသူသိခံမယ်သိမခံတိုင်းနေ့တနေ့တော့တာပဲဟိုတချို့ယောက်ျားလေးတွေရှိတယ်ကွယ်နော်နင်းဟိုပဇာကပြောတာပေါ့နော်နင်းငါမပေါက်နိုင်ဘူးနင်းငါမရှိတော့ဘူးနော်ဒါသူတို့ပဇာကလွယ်လေးပြောလိုက်တာနော်မင်းကလေးတွေကတော့အဲ့လိုမပြောဘူးနော်ခံနေနော်သိခံနေနော်သူနိုင်တယ်လို့သိခံနေသူသိမခံနိုင်နေတနေ့တော့သူနောက်ဆုံးသွားပြီလို့နော်အဲ့ဒါကြောင့်အဲ့ရှင်ကြမှာနှုတ်တမ်းမရနဲ့လို့เนาะအဲ့ဒါကြောင့်ကိုတကယ်ရှိတီမင်းကလေးဆိုရင်တန်ဖို့ထားပါเนาะတကယ်ရှိတီယောက်ျားလေးတွေလည်းအများကြီးရှိပါတယ်တကယ်ကိုတန်ဖို့ထားတယ်တချို့ဆိုဘဝတွေပါပြက်သွားတယ်เนาะအဲ့လိုလေးရှိပါတယ်เนาะဒါကဥပမာပြောပြတာပါလို့အားလုံးရှင်းနိုင်ကြပါစေเนาะအားလုံးကျေးဇူးတင်ပါတယ်